ရှင်လတ်လတ်ခွဲပြစ်ခဲ့သူရဲ့ဟိုအရင်ကဆိုရင်တချင်းလေးတစ်ပုတ်ကျွန်တော်ကြားဘူးပါတယ်အောက်ဒီအောက်ရွာဆိုတာလူများတွေပေါ်တယ်မကြုံဘူးလို့မယုံဘူးမေရဲ့မကြုံဘူးလို့မယုံဘူးလေကွယ်အခုတော့ညာသာအသေးကိုအောက်ဒီသူခွဲခဲ့လို့အသေးတွေကွယ်အသေးကွယ်လို့အညာကိုပြန်တော့မယုံမသားနဲ့လေစားရတဲ့မြို့ကြီးလူရဲ့မြို့ကြီးသူမမမရွှေချောချောလေချောသလိုကွယ်အသေးခွဲရပါလေနောက်တစ်ခါဆိုရန်ကုန်မလာဘူး